မင်္ဂလာပါဒီနေ့အေးဖက်ဩဝါဒစာအခန်းကြီး6အခန်းငယ်10ကနေပြီးတော့မှ18အားဖြင့်ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကဘာတွေလဲเนาะကျွန်တော်တို့အတူတကွကြည့်ကြရအောင်အဲ့တော့ဒီမှာရှင်ပေါလုကဒီ10ကနေ18မှာကျွန်တော်တို့ခရိယန်တွေကိုဗာတိပေးထားလဲဆိုရင်ကျွန်တော်တို့ခရိယန်တွေရဲ့အသက်တာမှာတဲ့သခင်ဘုရားအားဖြင့်၎င်းတကူတော်ဤအရှိန်အားဖြင့်၎င်းခိုင်ခန့်ခြင်းရှိကြပါခရိယန်အသက်တာရဲ့ခိုင်ခန့်ခြင်းသည်ဘာအားဖြင့်လဲဆိုရင်သခင်ယေရှုအားဖြင့်ဖြစ်တယ်။တရှင်သောဝိညာဉ်တော်ရဲ့တကူတော်အားဖြင့်ခိုင်ခန့်ခြင်းရှိတယ်။ကျွန်တော်တို့ရဲ့ခရိယန်အသက်တာခိုင်ခန့်ခြင်းသည်ပတ်စံကြောင့်မဟုတ်ဘူးငွေကြေးကြောင့်မဟုတ်ဘူးရှင်ငွေရတနာကြောင့်မဟုတ်ဘူးနော်ယာဒူးအာနာကြောင့်မဟုတ်ဘူးဘာကြောင့်လဲသခင်ယေရှုအားဖြင့်တန်ရှင်းသောဝိညာဉ်တော်တကူတော်အရှိန်အားဖြင့်ခိုင်ခန့်ခြင်းရှိဖို့ပြောပါတယ်ဘာကြောင့်လဲဒီသခင်ယေရှုအားဖြင့်သာလင်သခင်ယေရှုနာမအားဖြင့်သာလင်တန်ရှင်းသောဝိညာဉ်တော်ရဲ့တကူတော်အားဖြင့်သာလင်ဘာလုပ်နိုင်မှာလဲမာနရဲ့ပိရိယေတွေစုံစမ်းခြင်းတွေကိုဘာဖြစ်မလဲစီတားနိုင်မှာဖြစ်တယ်တဲ့ဒါကြောင့်ကျွန်တော်တို့အရေးကြီးပါတယ်အဲ့တော့ဒါဆိုရင်တဲ့အဲ့လိုမာနရဲ့စီတားခြင်းတွေစုံစမ်းခြင်းတွေနှောက်ယှက်ခြင်းတွေကိုကျွန်တော်တို့ကကာကွယ်နိုင်ဖို့ရန်အတွက်တွန်းလှန်နိုင်ဖို့ရန်အတွက်ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုဝတ်ဆင်ပါတဲ့ဘာကြောင့်လဲတဲ့ခရိယန်တွေဟာကိုယ်ခန္ဓာမျက်စိနဲ့မြင်ရတဲ့ရန်သူနဲ့တိုက်ရတာမဟုတ်ဘဲနဲ့ကိုယ်ခန္ဓာမျက်စိနဲ့မမြင်ရတဲ့နတ်ဆိုးဝိညာဉ်ဆိုးမှောင်မိုက်တွေနဲ့တိုက်ခိုက်ရတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့နော်ဒါကြောင့်ဒီလိုခဲယဉ်ဆွေးရုပ်တဲ့နောက်ဆုံးသောကာလမှာတကယ်ဘုရားသခင်ရှိမှတစ္ဆာရှိစွာနဲ့အသက်ရှင်သန်နိုင်ဖို့ရန်အတွက်ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုဝတ်ဆောင်ရမှာဖြစ်ပါတယ်အဲ့ဒီလက်နက်စုံကဘာလဲနံပါတ်1ခပ်ပတ်နဲ့တူတဲ့သစ္စာရှိခြင်းဖြစ်ပါတယ်ခရိယန်တက်တာမှာသစ္စာရှိဖို့လိုပါတယ်เนาะအဲ့တော့ခပ်ပတ်မပတ်ထားဘူးဆိုရင်ကျွန်တော်တို့ပစိုးပဲဖြစ်ဖြစ်ဘောင်းမီရှည်ပဲဖြစ်ဖြစ်အလွယ်တကူကျွတ်ကြနိုင်တယ်လမ်းလျှောက်လို့အဆင်မပြေနိုင်ဘူးဒါကြောင့်ခပ်ပတ်နဲ့တူတဲ့သစ္စာရှိခြင်းရှိဖို့လိုတယ်နံပါတ်2ကတော့ဘာလဲဆိုလို့ရှင်တော့ဖြောင့်မတ်ခြင်းဆိုတာရင်အုပ်တစားနဲ့တူတယ်ရင်အုပ်ဆိုတာဘာလဲជីကာဖြစ်တယ်ជីကာဆိုတာအဝေးကနေကြီးစံနေဓာတ်တွေလှန်နေထိုးတာကိုမဖောက်အောင်ကာကွယ်တာနှလုံးကိုအသက်အန္တရာယ်မထိအောင်ကာကွယ်တဲ့ရင်အုပ်တစားဆိုတာဘာနဲ့တူလဲဖြောင့်မတ်ခြင်းဖြစ်တယ်ကျွန်တော်တို့ဒီသခင်ယေရှုအသွေးတော်ကိုအမြဲတမ်းခိုလုံပြီးတော့မှဖြောင့်မတ်နေဖို့လိုပါတယ်။နောက်နံပါတ်3ကတော့ဘာလဲဆိုရင်ငြိမ်သက်ခြင်းနဲ့ရှင်သောဧဝံဂေလိကိုဟောပြောအပ်သောငါခြေစွပ်เนาะအဲ့တော့ဖဏတ်နဲ့တူတဲ့ဧဝံဂေလိပြောခြင်းကျွန်တော်ခရီးတစ်ခုသွားမယ်ဆိုရင်ဒီခရီးနဲ့တင့်တော်တဲ့ဖဏတ်မပါဘူးဆိုရင်ဒီခရီးကဘလို့မှမရောက်နိုင်ဘူး။ဒါကြောင့်ကျွန်တော်တို့ကဖဏတ်နဲ့တူတဲ့အရာကဘာလဲဧဝံဂေလိပြောခြင်းအဲ့ဒီဧဝံဂေလိပြောခြင်းဒီလေကျွန်တော်တို့ရဲ့အသက်တာကိုငြိမ်သက်ခြင်းဖြစ်စေတယ်။ဒါကြောင့်နံပါတ်3ယူတင်ရမယ်ဒီနေ့လက်နက်စုံကတော့ဗာလဲဆိုရင်ဧဝံဂေလိဆိုတဲ့ဖဏတ်ဖြစ်ပါတယ်။နောက်နံပါတ်4ကတော့ဗာလဲဆိုရင်မာနပစ်ခတ်တဲ့မိဆက်ကိုကာတက်နိုင်တဲ့ယုံကြည်ခြင်းနဲ့တူတဲ့ဒိုင်းလွှာတဲ့နော်။ယုံကြည်ခြင်းမရှိရင်အလကားပဲ။ဒီနေ့ခရိယန်များစွာကိုကျွန်တော်တွေ့ဘူးပါတယ်။နော်သူတို့ဟာယုံကြည်ခြင်းမရှိဘဲနဲ့အခြေအနေပေါ်မှာကြည့်ပြီးတော့မှလှုပ်ဆောင်ရင်းနဲ့လူရှိမှကြည့်ကောင်းအောင်လှုပ်ရင်းနဲ့ပဲသွားနေတဲ့သူတွေအများကြီးရှိပါတယ်။အဲ့တော့ကျွန်တော်တို့ခရိယန်တက်တာမှာယုံကြည်ခြင်းနဲ့မလှုပ်ဘူးဆိုရင်ထိုအမှုကိုဘုရားသခင်လက်မခံဘူးတမန်ကျမ်းစာထဲမှာပြောတဲ့အတိုင်းအာရမအမှုကိုပြုတော်သူဖြစ်သွားမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဟာယုံကြည်ခြင်းရှိဖို့လိုပါတယ်။နောက်နံပါတ်5ကတော့ဗာလဲဆိုရင်เนาะကျွန်တော်တို့ကဲတင်ခြင်းသည်ဟူသောတန်ခမောက်လုံးတဲ့ကဲတင်ခြင်းစိတ်ချမှုရှိဖို့လဲလိုပါတယ်။ဘာကြောင့်လဲကဲတင်ခြင်းစိတ်ချမှုမရှိဘူးဆိုရင်ကျွန်တော်တို့ကခေါင်းကတနတ်မှန်ရင်ချက်ချင်းတည်တယ်။ခြေထောက်ပြက်လည်းမတည်ဘူးလက်ပြက်လည်းမတည်ဘူးပေါင်ပြက်တဲ့အထိမတည်ဘူး။ဒါပေမဲ့နှလုံးကိုထိမယ်ဆိုရင်ခေါင်းကိုထိမယ်ဆိုရင်ချက်ချင်းတည်တယ်။အဲ့တော့ဒီနေ့ကဲတင်ခြင်းဆိုတဲ့ခေါင်းကိုမထိဖို့ရန်အတွက်เนาะကျွန်တော်ဘာလုပ်ရမလဲဆိုရင်တန်ခမောက်လုံးကိုစောင်းရမယ်เนาะနောက်နံပါတ်6ခုကဘာလဲဆိုရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဒီဟူသောတန်ရှင်းသောဝိညာဉ်တော်ဤဓာဒါကအရင်အရေးကြီးပါတယ်။ဘာကြောင့်လဲနှုတ်ကပတ်တော်ဓာဆိုတာကိုခုတ်ချင်တိုင်းခုတ်လို့မရပါဘူး။ဘာကြောင့်လဲဆိုရင်နှုတ်ကပတ်တော်ဟာဓာဖြစ်တယ်။သို့တော်လည်းဘသူကဥဆောင်ပြီးခုတ်လဲဆိုရင်တန်ရှင်းသောဝိညာဉ်တော်ကဥဆောင်ပြီးခုတ်တယ်။ဒါကြောင့်ကျွန်တော်တို့တတိရှိဖို့လိုပါတယ်။အသင်းတော်တွေမှာကွဲပြဲနေတဲ့အခါမှာတင်းကွဲနေတဲ့အခါမှာတစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့နှုတ်ကပတ်တော်နဲ့ခုတ်ကြတာထစ်ကြတာကျွန်တော်တို့ကြုံဘူးပါတယ်ရင်ဆိုင်ဘူးပါတယ်။ဒါဟာမှားယွင်းတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့နှုတ်ကပတ်တော်ဆိုတာကိုယ်တိုင်ခုတ်တာမဟုတ်ဘဲနဲ့နှုတ်ကပတ်တော်ဒီဟူသောတန်ရှင်းသောဝိညာဉ်တော်ဓာတ်ကခုတ်တာဖြစ်ပါတယ်။နောက်ဆုံးနံပါတ်ကျွန်တော်9ကတော့ဗာလဲဆိုရင်ကာလအစဉ်စိတ်နှလုံးပါပြီးတော့ဆုတောင်းပါတဲ့နှလုံးသားပါပြီးတော့မှဆုတောင်းရမှာဖြစ်